ရေတံကြီးလဲတဲ့ကားလေးပါလို့ရေတံကြီးလဲပြီးသွားပြီရေတံကြီးလဲပြီးသွားဆိုရေထည့်မယ်ရေထည့်ပြီးသွားပြီဆိုရင်ဒီကောင်လေးကရေထည့်ပြီးသွားပြီဆိုကျွန်တော်တို့ရေထည့်ပြီးသွားတဲ့ကားနှိုးလဲသူကရေရမရဘူးเนาะကျွန်တော်ကတော့ဒါပညာလေးတွေမျှဝေပေးတာပါလို့မှားတာရှိရင်လည်းတောင်းပန်ပါတယ်ပြီးပြီဆိုရင်ဟိုက်ချက်လေးရဒီမှာတစ်စက်နဲ့ကလေးပါတယ်အဲ့တစ်စက်နဲ့ကလေးကိုဖြုတ်เนาะဖြုတ်ပြီးဆိုရေချူရတယ်ရေတံကြီးချူရတယ်ရေတံကြီးမချူဘူးဆိုရင်ဟိတက်သွားတတ်တယ်เนาะအဲ့ဒီတည်းနေပဲရေကိုပန်းလာမှရမှာရေတံကြီးအိုက်ကောင်လေးကိုဖြုတ်လိုက်တဲ့စနေကလေးဖြုတ်လိုက်တာနဲ့ဒီမဲ့ရေကအော်တိုဆင်းသွားနော်အဲ့လိုမျိုးလေးတွေရေချူရတာပါလို့အဲ့ဒါလေးတွေကိုပြန်လဲမျှဝေပေးတာပါနော်ကျွန်တော်တို့ရိုးတန်းနဲ့ထည့်ရင်တော့မရဘူးပြဟိတက်သွားတတ်တယ်ဒီကလည်းဥရောပကားတွေလည်းပုံစံတတ်ပဲပြီးပြီဆိုရင်အဲ့ဒီကြာလာအောင်လို့စောင့်လိုက်ပါနော်အဲ့ဒါရေလေးပါလေးမြဲမြဲထည့်ပေးလိုက်နော်ရေကုန်မှာတော့နှံမမျောနေဗျနည်းနည်းလေးတော့ပူပူလေးထည့်ပေးလိုက်နော်ဒါမှသူကတန်းတန်းလေးကြာလာပြီဆိုတော့လည်းအဲ့ဒီစနေကလေးကိုပိတ်ထားတစ်စနေလေးကိုပိတ်ထားပဲဒီမဲ့ရေမကြတော့နော်ငြိမ်နေပြီနော်ဒီလိုမျိုးငြိမ်နေလို့ကြတယ်ဆိုတော့ဒါအပေါက်စီလို့ပေါ့ဗျာနော်ဒါကတော့ဒီတိုင်းကြီးသိဆိုတော့ငြိမ်သွားပြီနော်အဲ့ဒီပဲနှိုးရမယ်နော်ကျွန်တော်ပြန်နှုတ်ပြမယ်နော်နှိုးလိုက်တာပေါ့ဗျာနှိုးလိုက်တော့ဒီမဲ့ရေကအောက်ကိုကျသွားပြီနော်ကျသွားရင်တော့ဒါကတော့ထုံးတန်တန်းလေးပေါ့နည်းနည်းလေးတော့လိုက်ပေးရတာပေါ့ဗျာနော်ဒါရေချူပုံချူနည်းလေးကိုတင်ပြတာပါလို့မချူပဲနဲ့တတိမိပဲနဲ့မချူပဲနဲ့ဆိုရင်ထိတက်သွားတတ်ပါတယ်လို့နော်သူကလည်းဥရောပကားတွေစစ်စတိုင်းလေးနေပဲဒီလည်းလုပ်ပေးထားပါတယ်အဲ့ဒါနော်ကျွန်တော်လည်းနည်းနည်းဆော့လိုက်ထားတယ်သူကအော်တိုမက်တစ်ပဲရေကအော်တိုကျသွားနော်တချို့ကကျတော့ဖန်လေထိဆောင်တာပေါ့ဗျာဒါကတော့ဖန်လေထိဆောင်ကြမလို့ဘူးပေါ့ဗျာနော်မှန်မယ်အိုက်ကောင်လေးကရေပန်းလာလေးလေနော်လိုရရင်ထက်ထည့်ပေးပါဒါလေးကကျွန်တော်လိုရလို့ထက်ထည့်ပြောမှလည်းမပန်းသေးဘူးနော်သူ့ level ရောက်လာတဲ့ချိန်ကျရင်သူကပန်းထွက်လာလိမ့်ပါဗျာအဲ့လိုလေးချူပေးရပါတယ်သူကမငြိမ်သေးဘူးပြန်ပြီးတော့မှုတ်တာလေးကြံလေးလို့ပြီးတော့မှုတ်တာပါနော်အဲ့လိုလေးတခြားလေးတွေချူပေးရပါတယ်ဗျာမချူဘူးဆိုထိတက်ပါတယ်ဒါလေးတွေကိုကျွန်တော်တိတလောက်လေးကိုပြင်လဲမျှဝေပေးတာပါလို့အမှားပါရင်လည်းတောင်းပန်ပါတယ်နော်ဒါလေးတွေပညာလေးမျှဝေပေးတာပါလို့တိတလောက်လေးကိုကမျှဝေပေးတာပါကျေးဇူးရမ်းတင်ပါတယ်ကြည့်ပေးတယ်ကျွန်တော်ပြောတဲ့လိုပဲနော်ဒီလေးမပန့်ကြလာတော့တောက်ပြီးစက်တက်ဖွင့်လိုက်တာနဲ့အဲ့လိုတန်းကြလာမှာအဲ့လိုမျိုးဖွင့်ပြီးဆိုရင်တန်းကြလာရင်နေမခိုတော့ဘူးနော်အဲ့ဒါလေးရှင်းကောင်းပြီဆိုတာကျွန်တော်တို့တခြားလေးပြန်ပေးရတာပါနော်ကျေးဇူးရမ်းတင်ပါတယ်အဲ့ဒါကြီးသူလေးပုံစံလေးပါဗျာ